ဤအောင်ရထားမစီတက်လို့ဘလို့လောမှမသိဘူးတရုတ်စကားမတက်တော့လဲဘသူမေးလို့မေးရမှမသိဘူး လူလိုက်ကိုကြည့်ရတော့တက်ကြည့်ကြတယ်ဒီအောင်ထဲဘယ်လောက်ထိလက်မှာဒီအောင်ရထားထူထားတဲ့စင်တာကနောက်တစ်ဆင့်ပတ်ကလိုက်တာဒီအောင်ထဲကိုတွားနေโอเคဆက်ကြမယ်ဆက်ဝေးမစီးခင်ကိုယ့်ရဲ့ကတ်ထဲမှာအဆန်ရှိတာမရှိဘူးလားဆိုတော့စစ်လို့ရပါတယ်ပထမဦးဆုံးဒီမှာ Chinese နဲ့ပြထားတယ်ဒီမှာ English နဲ့ပြထားတယ် English ကိုနှိပ်ပါမယ်ပြောင်းသွားပါပြီအဲ့နာမှာ check ticket နဲ့ add value ပါပါအဆန်ဖြစ်ခြင်းတော့ add value နှိပ်ပါမယ်ကတ်ထဲမှာအဆန်ရှိတာမရှိဘူးလားဒီလိုဆိုတော့ check ticket ကိုနှိပ်ပါမယ်ပြီးရင်မီးလေးစိမ့်လာမှာကတ်ထည့်ခိုင်းတာဖြစ်ပါတယ်ကတ်လေးထည့်လိုက်ပါမယ်ကတ်ထည့်ပြီးပြီဆိုတော့လည်းကတ်ရဲ့ information တွေပေါ်လာပါပြီလက်ကျန်ဘယ်လောက်ရှိသေးလဲဆိုတော့ရှိသေးတယ်အဲ့ဒါဆိုရင်စီးလို့ရပါပြီ okay အဲ့ဒါဆိုရင် cancel လုပ်လိုက်တာနဲ့ကတ်ကိုထုတ်လို့ရပါပြီဒီစိတ်တွေမှာလည်းပဲဂျောဘို8ကိုတော့8ကိုဖြတ်ပါမယ်ချက်ပြီးရင်အဲ့တော့ကျောင်းသားကတ်ကိုဒီမှာတင်လိုက်တာနဲ့ဒီတကားပွင့်သွားတယ်ဒီပုံမှာတော့ငွေဘယ်လောက်ဖြစ်တယ်ဆိုတာကြည့်နေပါမယ်โอเคအဲ့ဆိုတော့ကျွန်တော်ရပါတယ်ရှော့ပင်းဘက်ကိုသွားမှာဆိုတော့ကျွန်တော်ဒီဘက်ချမ်းမှာစီးပါမယ်သူအလဲမှာအခုရောက်နေတာကချုံကြီး University ဟောချွတ်ချင်ဖြစ်ပါတယ်အဲ့ရနေပြီးတော့ဒီဘက်မှာကြည့်ဆိုရင်ရှော့ပင်းပါဒီဘက်နားကဘာကိုပြထားလဲဆိုလို့ရှိရင်ဒီဘက်က green line နဲ့ပြထားတာသွားခဲ့ပြီလားဒီဘက်ချက်နားဘက်ကိုသွားဒီဘက်အဝါဘက်ကိုပြထားတယ်ဆိုတော့ဒီဘက်သွားဆက်သွားမယ်ဒီပြောတာဖြစ်ပါတယ်ဒီစိမ်မှာရှော့ပင်းပါကိုသွားနေတဲ့နေရာဒီမှာရှာရအောင်ခုရောက်နေတာဝါ line loop line ဖြစ်ပါတယ်ဒီမှာစကန်ကြလေးတွေထားတယ် please line up to board that we are as that passenger is at first အဲ့တော့အရှိထွက်တဲ့ကြီးတွေပေါ့ယထာစောင့်ပါနော်လာတော့လည်းရောက်တော့မယ်ဆိုတော့ဒီကြီးကချက်ပြတယ်ခဏနေပြီးခါရောက်တော့ယထာဝင်လာပါထားတော့တောင်းနေချတာဒီမှာတော့ bus ကားလို့ဒီပြထားပဲဖြစ်တယ် public transportation တော့အတော်ဆင်းပါတယ်ပိတ်သွားပါချိုဒီ University ကနေပြီးတော့မှနောက်ထပ်သွားတဲ့ station ကိုပြရတယ်ဖြစ်ပါတယ်အဲ့ဒီကထွက်ပါတယ်ထွက်တဲ့ခါကျလို့ရှိရင်လည်းပဲစောစောအတိုင်းပဲကျောင်းသားကက်ကလေးကိုဒီပေါ်မှာတင်ပြီးတော့ဒီကားပွင့်သွားမှာဖြစ်ပါတယ်ဖြတ်လို့ရပါပြီရောက်လာဒီကိုထွက်လိုက်ခြင်းပဲအတော့ရောင်းစားတာဖြစ်တယ်အားလုံးကျေးဇူးတင်ပါတယ်